အိမ်အောင်ရှင်အမျိုးသားများကဖောက်ပြန်ပြီးတော့သွားကြလို့စိတ်ဆင်းရဲကိုယ်ဆင်းရဲတောကများနဲ့နေထိုင်ပြီးတော့နေကြရတဲ့အိမ်အောင်တဲ့အမျိုးသမီးများရဲ့ပို့ထားတဲ့စာလေးတွေများစွာရှိနေတယ်။ဒါကြောင့်ဒီပြောဆိုလိမွေးကိုပြောကြားလိုက်ပါတယ်။ယောက်ျားတစ်ယောက်ထားသွားတာခံရတာနဲ့ယောက်ျားတစ်ယောက်ကပြစ်ထားခဲ့တာခံရတာနဲ့မိန်းမတစ်ယောက်ရဲ့ဘဝကပျက်စီးသွားရမှာလားပျက်စီးမသွားပါဘူးမိန်းမတစ်ယောက်ရဲ့ဘဝကအဲ့ဒါလောက်အစွမ်းတတ္တိနည်းသလားမိန်းမတစ်ယောက်ရဲ့ဘဝကယောက်ျားတဦးရဲ့လက်ထဲမှာပဲရှိနေရတာလားတကယ်လို့ကိုယ့်ဘဝကယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာပဲရှိနေတာဆိုရင်လေဘယ်သူကမှထည့်ပေးလိုက်တာဟုတ်မှာမဟုတ်ပါဘူးဘယ်နတ်ဘယ်ပြမဘယ်ကကြမာတွေကမှထည့်ပေးလိုက်တာမဖြစ်နိုင်ဘူးကိုယ်တိုင်ငါကိုထည့်ထားလို့ပဲဖြစ်ပါလိမ့်မယ်ကိုယ့်ဘဝကိုကိုယ့်လက်ထဲမှာပဲထားပါကိုယ့်ဘဝကိုဘယ်သူလက်ထဲမှာမှပုံမအပ်ထားပါနဲ့တကယ်ကတော့မိန်းမတစ်ယောက်ရဲ့ဘဝမှာယောက်ျားတစ်ယောက်မရှိလို့မဖြစ်တာမဟုတ်ဘူးအဲ့ဒီယောက်ျားမရှိရင်မဖြစ်ဘူးလို့လက်ခံယုံကြည်ထားတဲ့စိတ်ခံယူထားတဲ့စိတ်ကြောင့်ဖြစ်နေတာပါယောက်ျားမရှိရင်မဖြစ်တော့ပါဘူးလို့ခံယူထားမိတဲ့ကိုယ်စိတ်ကြောင့်ဖြစ်နေတာဒါကြောင့်ငါအတွက်သီးသန့်မွေးပေးလာတဲ့ယောက်ျားတယောက်မှမရှိပါဘူးငါအတွက်ဘယ်သူမှတာဝန်ရှိမနေဘူးငါဘဝအတွက်ငါမှပဲတာဝန်ရှိတာဖြစ်တယ်ငါဘဝကိုငါကောင်းအောင်ဖန်တီးမယ်လို့အမြဲနှလုံးသွင်းထားပါမိန်းမတယောက်ရဲ့ဘဝမှာအာနာလွယ်တာယုံကြည်လွယ်တာစိတ်ခံစားမှုလွယ်တာစိတ်အားငယ်တတ်တာကိုအားနေတဲ့မိန်းမသားအားနွဲ့တဲ့မိန်းမလို့ခံယူထားတာမိန်းကလေးဆိုတာယုံနေတဲ့သူဖြစ်တယ်ဆိုတဲ့ခံယူထားမှုတွေဟာကိုယ့်ဘဝကိုပျက်စီးခြင်းအားငယ်စိတ်ဖြစ်ခြင်းစိတ်ဆင်းရဲခြင်းအလဲအညာခံရခြင်းအနိုင်အထက်ပြုခံရခြင်းတွေရဲ့အဓိကအကြောင်းရင်းတွေပါတယ်လို့မြင်မိတယ်အမေမွေးလာတုန်းကလည်းတယောက်တည်းမွေးလာတာသေတဲ့အခါမှာလည်းတယောက်တည်းသေရမှာကိုသူမရှိမဖြစ်ပါဘူးဆိုတာတကယ်မဟုတ်ပါဘူးကိုယ်စိတ်ထဲကိုယ်အတိထဲမှာအမြဲထည့်ထားရမှာကကိုအမြဲတမ်းတတ်ရနေပါတန်ရှင်းနေပါစိတ်ကောင်းစေတနာကောင်းအမြဲမွေးမြူထားပါကိုယ်တာဝန်ကိုယ်အလုပ်တွေကိုကြိုးစားလုပ်